Mania Nilia Sonsan in Lunga Gonzanga Anakapila Fiore Apa Tungu Nire Palule Apatia Natong Mura Together သူ့ရဲ့စကားအသွားလာသူ့အမူအရာကိုကြည့်ပြီးတော့ပဲပြောလိုက်တာပါသူ့မှာခေါ်စရာအဖေမရှိဘူးဆိုတာအဖေမရှိတော့ဘူးဆိုတာတကယ်ကိုမသိတာပါဒီလိုပဲအာယုံခံပြီးတော့ပဲပြောလိုက်တာမနေ့ညနေပိုင်းကျတော့မိစားဟောပြီးတော့ခလေးတယောက်ကိုပြုံးပြတယ်အဲ့ခလေးကဘာပြန်ပြောလဲဆိုတော့အပားကိုမျက်စောင်းတော့မထိုးတော့ဘူးတဲ့အပားကိုမျက်စောင်းတော့မထိုးတော့နောက်တစ်ယောက်ပြောလိုက်သေးတယ်အပားကိုကုန်ချမ်းနေမပေးတော့ဘူးတဲ့ရတယ်လေသူတို့ကုန်ချမ်းမပေးတော့လေကုန်ချမ်းထွက်ရှာရတာပေါ့မနေ့ကစိန်လာသူသာသနာကျောင်းပွဲကိုဆရာတော်နဲ့လိုက်သွားဒီနားနဲ့ခုနာနီးနီးလေးပါလမ်းမှာဆရာတော်ကဘာပြောလဲဆိုတော့လာဇရုဆိုတာကလည်းယဟန်နာမဟုတ်တော့ဟောရမှာခတ်တယ်။သူကခတ်တယ်တာပြောတာ तू ဟောရတာ17နိုင်အထိပွဲရမပြီးဘူးလား။တော်သေးတယ်ခတ်လို့အဲ့ဒါဟုတ်ဘယ်လဲဘုန်းကြီးတစ်ပါးလာနှုတ်ဆက်ဟာဆိုင်ဆရာကြီးဘာလဲရှုပ်ပါအောင်သိနေကိုတော့တရားဝင်နားထောင်မိလိုက်တာမျောသွားတယ်တဲ့မိစားပြီးတော့ဘာလဲကျောင်းတိုင်ဂျွန်ဘော့ဇော်မင်းအေးကအရင်ကတော့ပြောပါတယ်သူ့ဘာသူတွေမှားထားတယ်တဲ့ဟိုစိန်ပြီးတဲ့စိန်ဘိုးကဖုန်းကြီးနှစ်ပါးရဲ့တရားတွေကိုသွားနားထောင်လို့ပြောတယ်တကယ်ကြီးကမိစားလည်းပြီးတော့သူ့ဘာသူတွေကလာနှုတ်ဆက်တယ်ကိုတော့တရားနားထောင်တယ်နော်အေးအဲ့ဒါနဲ့အဲ့မှာသိမနေတော့ပြန်ပြေးလာဆရာတော်မနေ့ကဟောခဲ့တာလေးနည်းနည်းလေးပြောပြတာသူဟောတာအရှိကြီးပဲအနှစ်ချုပ်ပြီးပြောပြအချစ်ရဲ့စန့်ကျင်ဘက်ကအမုန်းမဟုတ်ပါဘူးအချစ်ရဲ့စန့်ကျင်ဘက်က indifference ပါလစ်လျူရှုခြင်းပါကဘာသူကဘာသားအတော်များများကျူးလွန်တဲ့လက်ရှိကျူးလွန်နေတဲ့အပြစ်ဟာအဲ့ဒီလစ်လျူရှုခြင်းအပြစ်ပါလာလူကိုလစ်လျူရှုခဲ့တာတထေးကြီးပါအဲ့ဒီတော့ငရဲကြာသွားပါတယ်ဘာတို့ငရဲတကယ်ရှိပါတယ်ငရဲတကယ်ရှိပါတယ်နောက်တစ်ခုတို့တွေဟာတရောင်းစားလာစရုလိုလှစ်လျူရှုခံဘဝတွေဖြစ်နေတတ်တယ်တပါးသူတွေလှစ်လျူရှုတာခံရတတ်တယ်တစ်ချိန်တည်းမှာပဲတထေးကြီးလိုလည်းဖြစ်နေတတ်တယ်ငါအစဉ်ပြေရင်ပြီးရောငါစားနေတောင်းနေရရင်ပြီးရောအဲ့တော့လာဇရုရဲ့သခင်ဖျားပြောပြတဲ့ပုံဥပမာတွေထဲမှာနာမည်နဲ့တကွပြောပြခဲ့တဲ့ပုံဥပမာဟာအဲ့လာဇရုပုံဥပမာပဲလာဇရုပုံဥပမာအဲကြောင့်ကိုကတစ်ခါမှလာဇရုဖြစ်နေတယ်တစ်ခါတထေးကြီးဖြစ်နေတတ်တယ်နော်အဲ့ဒါလေးသတိထားဖို့โอเคဒီနေ့ကျမ်းစာနေလူတို့ဒီကိုရောဖြစ်ကြောင်းချက်ချင်းသိကြသဖြင့် recognition မှတ်မိတယ်သခင်ဖျားတွေ့တယ်နဲ့မှတ်မိတယ်သခင်ဖျားဟာဟောလိဝုဒ်မင်းသားလည်းမဟုတ်ပါဘူးဘာလို့လူတွေကမှတ်မိသွားတာလဲအပါရှာထားတဲ့အဖေကအချစ်ကြောင့်သခင်ဖျားဘက်မှာရှိနေခဲ့သောချစ်မြတ်တာကြောင့်လူတွေကသူ့ကိုမှတ်မိသွားတာအချစ်ကထူးဆန်းတယ်လူတိုင်းကိုနာကျင်စေတယ်တခါတော့လည်းပျော်စေတယ်ပျော်ရွှင်စေတယ်အချစ်နဲ့ပတ်သက်ရင်အချိန်တိုင်းဟာပျော်ရွှင်စေရပါအချစ်ကရက်ဆက်တယ်ကိုချစ်တဲ့လောက်ပြန်မကျင်နိုင်ရင်ပေါ့လေအချစ်ကနူးညံ့တယ်တကယ်စစ်ရင်နောက်တန်တရားအထိပါပါတယ်အချစ်ကကဘာတွေဝေးသွားလဲမေ့လို့မရဘူးတဲ့အချစ်ကြောင့်အဆုံးသတ်သွားတဲ့ဇလန်းတွေလည်းရှိနေပါတယ်အချစ်ကြောင့်ကွဲအပ်သွားတဲ့နှလုံးသားတွေလည်းရှိနေပြန်တယ်အချစ်ကြောင့်တချို့ဘဝတွေလည်းရှိနေတယ်အချစ်ကြောင့်နူးညံ့သွားတဲ့နှလုံးသားတွေလည်းရှိနေရောအချစ်ကြောင့်အေးချမ်းသွားတဲ့အကျဉ်းနာပုံရိပ်တွေလည်းရှိပါတယ်အချစ်ကြောင့်တည်မြဲသွားတဲ့ဂရိနဲ့သစ္စာတရားတွေလည်းရှိပါတယ်အ
ချက်ကြောင့်ရွတ်သွတ်သွားတဲ့တချို့တွေရဲ့ဘဝတွေလည်းရှိနေတယ်ဒါကြောင့်အချက်ကထူးဆန်းပါလေပတ်ဝန်းကျင်ဒေသနဲ့အပြေးလွှာသွားကလူနာများကိုအိယာနှင့်တကွကိုရောရှိသည်ဟုကြားရသောအယက်တို့ခေါ်ဆောင်လာကြ၏ဟေး power of intercession မမေ့နဲ့ power of intercession ကိုယ့်ရဲ့ရှင်သန်ခြင်းဟာကိုယ့်အတွက်ကြီးပဲမဟုတ်ရဘူးလေတို့ကကက်သလစ်ခရစ်ယာန်ဖြစ်နေပြီးတော့တပါးသူတွေအတွက်နော်ကိုယ့်ရဲ့အနေထားမေ့မသွားနဲ့ First Timothy chapter 3 verse 14 to 16တို့တွေဟာဖခင်ရဲ့မိသားစုဝင်မှုဘလို့ပြုမှုနေထိုင်သင့်လဲဆိုတာသင်ပေါလုကပြောထားတယ်Saint Paul reminds us how we ought to behave in God's family ဖခင်ရဲ့တာဝန်တော်ကြီးကတို့ကိုပိုင်ထားပါတယ်တို့တွေဟာလူတွေကလူမှန်ပါတယ်ဒါပေမဲ့ spiritual dimension အပိုင်းကိုမေ့ထားလို့မရပါဘူးတို့တွေဟာယုတ်ဝတ္ထုကဘာကြီးထဲမှာနေရပြီမဲ့တို့တွေရဲ့ခံစားမှုတွေကဒီကဘာကြီးနဲ့ဘယ်လိုရှင်တွဲနေထိုင်ရမလဲဆိုတာကူညီပေးပါတယ် We live in the physical and material world our senses help us to relate with this world စိန်ပေါ်စပြောတာကတို့ရထားတဲ့ယုံကြည်ခြင်းနဲ့နည်းနည်းဟာအရန်ကိုနှဆိုင်ပါလေတဲ့ဒါကြောင့်ကိုဘာပဲပြောဘယ်ပဲသွားမိမိရဲ့ရှင်သန်နေမှုအပြင်ဖခင်ရဲ့တည်ရှိနေမှုနည်းနည်းရာများကိုတည်ဆောင်နေသင့်ပါတယ်ဘာတခါပြောပါတယ်တို့တွေကလူဒါပေမဲ့တာမန်လူတွေမဟုတ်ဘူးဖခင်ရွေးထားတဲ့ဖခင်လူတွေWe carry this mystery of God's presence in what we do and what we say. တို့တွေကရိုးလေးစားနေတောက်နေရရင်တော့ဒါတွေဟာဖျားပေးတာပါဆိုတဲ့အတိတ်တရိလေးနဲ့ရှင်သန်နေသင့်ပါတယ်။နောက်ဆုံးအချက် power of ham ဝိညာဉ်တော်၏အနာစာအမိတ်ကိုသာမျှသာတို့ထီရပါမည်အကြောင်းတို့ထီသမျှတော့သူတို့ဟာလည်းပျောက်သွားကြတယ်ဖခင်ရဲ့ဝိညာဉ်အစလေးကသူတို့တန်ရာရဲ့အဖြစ်ဖြစ်ခဲ့ပါတယ်ဖခင်ရဲ့သင်ရဲ့ပြဿနာသင်ရဲ့မိသားစုပြဿနာသင်ရဲ့ဘဝအခြေအနေပြဿနာသင်ရဲ့တိုင်းပြည်ရဲ့ပြဿနာဘယ်လောက်ကြီးပါဖခင်အတွက်တော့တည်တည်လေးပါ